ကျွန်တော်အခုဒီနေ့ကတော့911 assistant လို့ခေါ်တဲ့ Porsche တွေကြီးပဲရှိတဲ့နေရာကိုကျွန်တော်သွားနေရပါတော့အဲ့ဒီမှာသူတို့က customer တွေလာပြီးတော့ထိုင် customer ရဲ့ကားတွေကိုလည်း tuning လုပ်ပေးတယ်ပြီးတော့ကျွန်တော်တို့ဒီယူလဲရောင်းလဲရောင်းတယ် selling and trading လည်းလုပ်တယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ကျွန်တော်အဲ့နေရာမှာသွားပြီးတော့ Porsche လေးချက်ကြည့်ရကြနော်အခုဒီမှာဆိုရင်တော့ Porsche Heaven လို့ခေါ်လို့ရတယ်911 assistant ကိုအခုပဲကျွန်တော်ရောက်လာပြီပေါ့နော်ဒီမှာကတော့သူတို့က Porsche တွေရဲ့ restoration တွေပြီးတော့ collection တွေပြီးတော့ကျွန်တော်တို့ Porsche owner တွေရဲ့ garage တွေအဖြစ်သူတို့ကလောက်ထားတယ်ပေါ့နော်အဲဆိုတော့ကျွန်တော် decision စီကိုတော့ history လိုက်ကြည့်တော့ကျွန်တော်လိုက်ပြီးမရှင်းပြတော့ဘူးကားတွေအကြောင်းကျွန်တော်နည်းနည်းလေးတော့ပြပြပေးပါနော်ဟုတ်အဲ့တော့ကျွန်တော်တို့အဝင်ဝကနေပြီးစပြီးဝင်လာပြီဆိုရင်တော့ Porsche တွေကိုကျွန်တော်စပြီးတွေ့ရမှာပေါ့နော်အဝင်ဝမှာတော့ကျွန်တော်တို့ဒီ modern Porsche တွေပဲရှိလို့ပေါ့နော်ဒါတော့သူတို့ရဲ့ decoration လေးတွေပေါ့ဟိုဒီဘက်မှာဆိုရင်ကျွန်တော်တို့ Porsche နဲ့ပတ်သက်တဲ့ engine တွေအုတ်ထုတ်တွေပထမဦးဆုံး Porsche သူတို့ပြောတော့ဒီဟာကဒီ Royal Family တွေပဲ access ရှိတဲ့ကားတွေလို့တော့ကျွန်တော်တို့ကိုရှင်းပြရပါတော့ဒီဘက်ကိုလာမယ်ဆိုရင်ကြတော့ပထမဦးဆုံး Porsche 911သူပြောတဲ့အရာပေါ့နော်ဒီ Porsche 911ကြတော့ကျွန်တော်တို့ flat 6 manual ပထမဦးဆုံး Porsche လောဝကြော်ရောင်းမှုမရှိဘူးပေါ့နော်ဒီကားကသူတို့ကရှင်းပြတဲ့အရာတော့ Royal Family ကနေပြီးတော့လာတယ်ဒီဘက်မှာဆိုရင်တော့ကျွန်တော်တို့engine testing ကျွန်းနေလို့တဲ့နေရာလေးပေါ့နော်ဒါတော့နောက်ကသူရဲ့ garage ပေါ့နော်ဒီထက်မှာကျွန်တော်တို့ကားတွေတော်တော်များတယ်ကားတွေတော်များသူတို့ရဲ့ QK နေပြီး import လုပ်လာတဲ့ကားတွေပေါ့နော်အခုဒီကကျတော့ကျွန်တော် back storage တွေရောက်နေတာပေါ့နော်ဒီကားတွေကတော့ကျွန်တော်ချို့ဟာတွေက license ရဖို့စောင့်နေရရှိတယ်ပြီးတော့ customer ရဲ့ order တွေပေါ့နော် customer order တွေကတော့သူဒီ crash တက်ထည့်ထားတာပေါ့ဒီမှာကျွန်တော်911တွေကစကျွန်တော် model အမြင့် model အနေ hard classic ပြီးတော့ဒီမှာ race car ဒီကစားကျွန်တော်အကုန်ရှိရပါတော့ဒါဆိုရင်ကျွန်တော် full carbon fiber ပေါ့နော်ပြီးတော့ကျွန်တော်ဒီဘက်မှာ911 Carrera model လေးတွေရှိမယ်ကျွန်တော်ဒီ board တွေမှာလည်း turbo version တွေ Carrera တွေကျွန်တော်အများကြီးရှိတယ်နော်လုံးဝတန့်ပြီးတခြားဟာလည်းကျွန်တော်လုံးဝမတူဘူးအတွင်းကန်းနေတော့တေချာလေးတော့မမြင်ရဘူးဒါပေမဲ့ I'll try to show အတွင်းကန်းကဒီကောင်ဆိုရင် manual ဖြစ်မှာဒီကောင်တွေက modern Porsche တွေရှေ့မှာနောက်မှာတော့ကျွန်တော်သိမ်းထားတဲ့ကားတွေများတယ်ပေါ့နော်ပြီးတော့ပစ္စည်းဆောင်နေတဲ့ကားတွေများတယ်အခုဆိုရင်တော့ဒီမှာကသူတို့ရဲ့ restoration လုပ်နေတဲ့နေရာတွေပေါ့နော်ဒီနေ့တော့စင်မပြီးအောင်တတိလေးထားပြီးသွားအောင်အားလုံးကကျွန်တော်တို့ဒီ engine tuning လုပ်နေတဲ့ဟာတွေအောက်ပိုင်းတွေကျွန်တော်တို့အစားအဆုံးအသစ်ပြန်ပြီးလဲနေတဲ့ကားတွေကျွန်တော်တော်တော်လေးများတယ်ပေါ့နော် Liberty Walk ဒီထဲမှာအပြင်မှာဆိုတော့လူတော်စိတ်ဝင်စားမယ်ဗျဒါပေမဲ့ကျွန်တော်အကြိုက်လည်းမဟုတ်ဘူးပြီးတော့ဒီထဲမှာကျတော့သူ့ထက်အရင်နောက်ကအရင် white ဖြစ်တယ်ဒါပေမဲ့no သူ့ထက်အရင်စိတ်ဝင်စားကိုကောင်းတာအများကြီးပေါ့နော်တကယ်လုံးဝ Porsche Heaven ဒီ Porsche တွေကိုကျွန်တော်တို့ကြည့်ရတော့ဘယ်တော့မှမရိုးတဲ့ timeless design ပဲဟင်းနေဆိုတာကျွန်တော်တို့ရဲ့ဘက်မှန်လေးမတက်မိအောင်သတိထားပြီးနေနော် Porsche ဖင်လေးတွေ Carrera တော့မိုက်တယ်ဒါပေမဲ့တေကြီးမကြိုက်ဘူးပေါ့နော်ဟို Porsche လေးငွေမြင်အောင်လေးတော်လေးအောင်တော်လေးလှငွေမြင်အောင်လေးကျွန်တော်ဒီမှာဆိုတော့ customer တယောက်ရဲ့သူတို့ customer တယောက်ကားပေါ့နော်လော fully restored လောက်ထားပြီးသား plastic တောင်သူတို့ပြန်မခွာတယ်။အော် အနည်းဆုံးကျွန်တော်ဒီဟာက
အပေါ်က hard top လည်းဖြစ်တယ်ဆိုရင်ဟိုပေါ့အနည်းဆုံး8တန်းနေပြီးတော့12တန်း13တန်းချာပတ်ချရတော့ရှိturbo version လည်းဖြစ်တယ်အောက်ဘက်ကိုလည်းကြည့်လိုက်အောင်မသိရင်မိနစ်နေ့မှာဆက်ရုံနဲ့ထွက်လာတဲ့ပုံစံမျိုးဒီမှာဆိုတော့သူတို့ engine တစ်ခုလုံးကင်နေအောင်ဒီကားရဲ့ဟာကိုထုတ်တယ်ခုနကျွန်တော်စင်းဆွဲပြရတဲ့ဟာတွေအခုဆိုတော့ကားကိုကျွန်တော် respectfully the rep တော့လုံးမပြတော့ဘူးပေါ့နော်။ဒါဆိုရောင်းမဲ့ကားဖြစ်နေတဲ့အတွက်ကြောင့်ပေါ့နော်။အဲ့တော့ engine တန်းကတော့ရှေ့မှာထည့်ထားဘူးပါပေါ့နော်။ Okay ။ကဲဒီဟာတော့ကျွန်တော်နောက်ဆုံး clip လေးပေါ့နော်။911လေးရဲ့ turbo လေးရဲ့ပထမဦးဆုံးရုပ်ပြောင်းတဲ့ generation ပေါ့နော်။အဲ့တော့ဒီအလားလေးကိုကျွန်တော်တို့ဆက်ပြီးခန်းစားလိုက်အောင်။ဤဆက်နေမသိရင် chocolate လောင်းထားတဲ့ပုံစံမျိုးတဲ့